မယန်းသီးကိုအစိမ့်မရလို့မယန်းသီးစားရတဲ့လေးနော်မယန်းသီးစားရတဲ့လေးယူပါတယ်ဘာချက်မှလဲဆိုတော့ကင်မွန်းလေးပါနော်ကင်မွန်းလေးကိုကျွန်တော်တို့ချင်းချင်းဆက်ဆက်လေးချက်ထားပါမယ်နော်မကြီးသီးလေးမယန်းသီးလေးပြောတာမယန်းသီးလေးကိုကဲရုပ်သီးနော်မယန်းသီးကိုငွေသီးသိန်းလေးနဲ့ထောင်းပါပြီမယန်းသီးကိုငွေသီးသိန်းလေးနဲ့ထောင်းပြီးမှအောက်ကကင်မွန်းလေးကိုအဝဲသားလေးချက်ထားနော်ကဲဒီမှာနော်ခုနဒီထဲမှာကျွန်တော်ထည့်ထားတဲ့ရုပ်သီးစိမ့်နဲ့တူဒီမှာကင်မွန်းကိုနည်းမဲရောနေမယ်အရသာတွေဝယ်ဟောနော်ဇွန်နန်းငံပြားလေးထည့်ပါပြီဟေးပိုးလေးလည်းပူလာတယ်ဇွန်နန်းငံပြားလေးနဲ့ထားတဲ့အရသာကိုနယ်ပြီးတော့ထည့်လိုက်ပါပြီအရန်လွယ်တယ်နော်ဇွန်နန်းငံပြားလေးနဲ့ထည့်လိုက်ပါပြီကျက်သွန်ပြူနီလေးထည့်ပါပြီနော်ငွေလေးရအောင်ကျက်သွန်ပြူနီလေးထည့်နော်ဇွန်နန်းငံပြားလေးနဲ့နော်ကဲရခိုင်ပစုံငပိအကောင်းစားလေးကျွန်တော်တို့နည်းနည်းထည့်ပါဒီဟင်းကြပါပြီနော်ခဏနေတာလည်းဒီဟင်းရပါပြီဒီပစုံငပိလေးပျော်တာနဲ့ဒီဟင်းရဲ့အရသာကအထွတ်တရရောက်သွားပါသိချက်စရာမလိုပါဘူးနော်သူကပစုံငပိလေးပျော်သွားပါပြီမှတ်ရရှမ်းနယ်နယ်လေးထည့်ပါပြီကဲတော်ပြီဗျာရှမ်းနယ်နယ်များလို့ပါရပြီဗျကဲချပြီဗျာကဲဒီကလေးတွေကိုသဘာဝအတိုင်းပဲဆိုတော့နော်ဘာမှဘာဝတိုင်းပဲနော်ဘာမှမပြည့်စင်တော့ကက်ရီမယ်ဆိုလည်းကက်ရီပါကဲဒီမှာကြည့်ပါဦးဒီလောက်ကောင်းတဲ့ရှင်းလျာစားတောက်ဆိုင်မှာဝယ်စားရင်3000တဲ့မနေ့ကုန်ပါတယ်ဒါလေးကတော့ချက်ခိုက်ချက်လေးချက်ထားတာပါနော်အရန်ကောင်းမဲ့အရသာဆိုတာယုံကြည်ပါတယ်ချက်သားကြည့်ပါဦးနော်